ဆယ်စုနှစ်တစ်ခုကြာပြီးမှအနုပညာအလုပ်တွေကိုပြန်လုပ်ဖို့ဆုံးဖြတ်ထားခဲ့တဲ့ကလေးတယောက်ဆောင်ရွံ့လို့ပြောလိုက်ရင်မသိသူမရှိလောက်ငယ်ငယ်လေးတွေကအချစ်ပိုခင်ရတဲ့မင်းသမီးလေးရွံ့ကတော့ကျောင်းပညာရေးတစ်ဖက်ကြောင့်အနုပညာလောကထဲကနေထွက်သွားခဲ့တာအချိန်တော်ကြာနေခဲ့ပါပြီ။သူမအနေနဲ့ကတော့အနုပညာမျိုးရှိသူတစ်ယောက်ဖြစ်တဲ့အပြင်ငယ်စဉ်ကလေးကတွက်လက်ဖြစ်လက်သူတစ်ယောက်ဖြစ်တာကြောင့်ကလေးရွယ်မှာကလေးကအနုပညာလှူရှားမှုတွေအများကြီးလုပ်ခဲ့ပြီးကလေးတယောက်ဆောင်ဖြစ်ကယ်ဒမီစုကြီးကိုလည်းသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ခုချိန်မှာဆိုရင်တော့ရွှေဟာရွှေရောက်လာခဲ့ပြီဖြစ်တယ်လို့မကြမီချိန်တွင်မှာပဲသူမရဲ့နုပညာလှူရှားမှုတွေကိုဇာတ်ကားတစ်ခုမှတွေ့မြင်ရမှာဖြစ်ကြောင်းပြောပြလာခဲ့ပါတယ်။ဇာတ်ကားကြီးကတော့နေဝင်ချိန်မှာအလားဆုံးပြုံးထားမယ်ဆိုတဲ့ဇာတ်ကားကြီးဖြစ်ပြီးရွှရဲ့နန်းဆန်လွန်းနဲ့အလားတရားမျိုးကိုနောက်ထပ်တစ်ပံပြန်တွေ့လာရတော့မှာပဲဖြစ်ပါတယ်။ပရိသတ်တွေအနေနဲ့ကတော့ရွှဟာငယ်ငယ်လေးကလေးကတရုပ်ဆောင်ကောင်းသူတစ်ယောက်ဖြစ်တာကြောင့်သူမကနုပညာလှူရှားမှုတွေဆက်လုပ်မယ်ဆိုရင်အားပေးဖို့တင်မယ်ဆိုပြီးဝိုင်းပြောလာခဲ့ကြတာပဲဖြစ်ပါတယ်။ဆိုတော့ပရိသတ်ကြီးတို့ကရောငယ်ငယ်ကအားပေးခဲ့ရတဲ့ကောင်မလေးကအရွယ်ရောက်ပြီးသားမျိုးသမီးတစ်ယောက်အဖြစ်ပြန်မြင်တွေ့ရတော့မှဆိုတော့စိတ်လှုပ်ရှားနေကြပြီလားဆိုတာပြောပြသွားကြပါအောင်ရှင်။